အီတန်ကိုအပိုင်ဖမ်းချင်နေတဲ့ဆိုဖီယာဟာနောက်ဆုံးနီးလန့်အဖြစ်အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်။သူမဟာဟိုတယ်အခန်းတစ်ခုထဲမှာအီတန်ကိုဆေးခတ်ပြီးအကြက်ကင်ဖို့စူးစမ်းခဲ့တာပါ။အီတန်နင်ငါ့ကိုတာဝန်ယူရမယ်။ငါတို့ကြားမှာအားလုံးဖြစ်ပျက်ခဲ့ပြီးပြီလို့ဆိုဖီယာကအမ်မလီရဲ့ရှိမှတင်အီတန်ကိုဆွဆွဲပါတယ်။ဒါပေမဲ့အီတန်ကတော့အေးအေးဆေးဆေးပါပဲ။ဆိုဖီယာမင်းရဲ့အကွက်တီကိုငါအစကတည်းကသိတယ်။အဲ့ဒီညကမင်းဘာစီမှမခတ်နိုင်ခဲ့တယ်လို့ငါတို့ကြားမှာလည်းဘာမှမဖြစ်ခဲ့ဘူး။မင်းကိုယ်တိုင်ပဲဟန်ဆောင်နေခဲ့တာပါလို့မျက်မြင်သက်သေတွေနဲ့သက်သေပြလိုက်တဲ့အခါဆိုဖီယာတယောက်အဆက်တကွေးနဲ့လက်လျှော့သွားပါတော့တယ်။ကဘာကျော် Westpeak Group ရဲ့အမွေဆက်ခံသူကိုမိတ်ဆက်မိညစာပွဲကြီးရောက်လာခဲ့ပါတယ်။ဒီပွဲကိုဖေးကတော့ဟန်ဒရီရဲ့အကူအညီနဲ့ဥက္ကဋ္ဌအသစ်ရဲ့မိန်းမဖြစ်လာဖို့မျှော်လင့်ချက်အပြည့်နဲ့တက်ရောက်လာတာပါ။အဝင်ဝမှာအီတန်ကိုတွေ့တဲ့အခါဖေးကနင်းကဘာလာလောက်တာလဲ။နင်းကိုဖိတ်ထားလို့လား။ဒီနေရာကနင်းနဲ့မတန်ဘူး။အခုချက်ချင်းထွက်သွားဆိုပြီးအော်ဟောက်ဆေးဆိုပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးပြသူတထေးကြီး Tom Levin စင်ပေါ်တက်လာပြီးအားလုံးကိုကျွန်တော်ရဲ့တူးတဲတော်မီ Westpeak Group ရဲ့အနာကအမွေဆက်ခံသူနဲ့မိတ်ဆက်ပေးပါရစေလို့ပြောလိုက်ပါတယ်။မီးမောင်းနေအောက်မှာအီတန်ဟေးတယောက်ခန့်ညားထဲဝါစွာနဲ့စင်ပေါ်တက်လာတဲ့အခါမှာတော့ဖီနဲ့ဟန်ဒရီတို့ကမယုံနိုင်လို့ကြောက်ရွံ့တယ်လို့မှင်သက်သွားပါတော့တယ်။အမှန်တရားကိုသိသွားတဲ့ဖေကအီတန်ရှိမှဒူးထောက်ပြီးအီတန်ငါမှားသွားပါတယ်။ငါနင့်ကိုချစ်နေတော့ပဲငါတို့ပြန်စားရအောင်နော်လို့ငိုယိုပြီးတောင်းပန်ပါတယ်။ဒါပေမဲ့အီတန်ကတော့သူမကိုအေးဆက်စွာကြည့်ပြီးဖေနင်ချစ်တာကငါ့ကိုမဟုတ်ဘူးငါရဲ့ပိုက်ဆံတွေကိုပဲနင်ပြောခဲ့တယ်လို့ပဲငါတို့ကမတန်တော့ဘူးဝန်ထမ်းနေဒီလူတွေကိုအခုချက်ချင်းအပြင်ကိုမောင်းထုတ်လိုက်ပါလို့အမိန့်ပေးလိုက်ပါတယ်ဖေနဲ့ဟန်ဒရီတို့ကလုံခြုံရေးတွေရဲ့ဆွဲထုတ်ခြင်းကိုခံလိုက်ရပြီးသူတို့ရဲ့ဘဝဟာလည်းပျက်စီးသွားပါတော့တယ်ပွဲကြီးပြီးသွားတဲ့နောက်အီတန်ဟာအမ်မလီစီကိုသွားခဲ့ပါတယ်အမ်မလီကတော့နင်ကအယမ်းမြင့်မြတ်တဲ့တတိသားဖြစ်သွားပြီဆိုတော့ငါတို့ကတူနိုင်ပါဦးမလားလို့စိုးရိမ်နေပါတယ်အီတန်ကအမ်မလီရဲ့လက်ကိုဆွဲပြီးအမ်မလီငါဘသူပဲဖြစ်ဖြစ်မင်းအပေါ်ထားတဲ့ငါစိတ်ကမပြောင်းလဲဘူးမင်းကငါဆင်းရဲနေချိန်မှာလဲငါနားမှာရှိခဲ့တဲ့တူးတီးတော်သူပဲလို့ဖွင့်ပြောလိုက်ပါတယ်အီတန်ဟာအမ်မလီကိုတထေးကြော်ဝတ်စုံနဲ့အတူအားလုံးရဲ့ရှေ့မှာဂုံယူစွာနဲ့မိတ်ဆက်ပေးပြီးငါချစ်တဲ့သူကအမ်မလီတယောက်တည်းပါလို့ကြေညာလိုက်တဲ့အခါမှာတော့အားလုံးကဝမ်းသာအားရလက်ခုပ်တီးပြီးဂုံပြုတ်ကြပါတော့တယ်ကဲအစကနေအဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အီတန်နဲ့အမ်မလီတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုသဘောကျတယ်ဆိုရင် like နဲ့ follow လေးလုပ်ထားပေးအောင်နော်။နောက်ထပ်လည်းဒီလိုမျိုးအားရစရာကောင်းတဲ့ movie recap တွေယူဆောင်လာခဲ့အောင်ပါမို့စောင့်ကြည့်ပေးပါဦး။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်။